everyone, welcome back to my channel. Today's videoမှာကြရပေါ့နော် Emily ကနေပြီးတော့မှအခုမှစပြီးတော့ English ကိုလေ့လာနေတဲ့ beginners တွေအတွက်ကို English စာကိုလေ့လာခြင်းနဲ့ beginners တွေအကုန်လုံးပေါ့နော် English စာကိုလေ့လာနေလူတွေအကုန်လုံးအတွက်ကို Emily ကတစ်ခုပြောချင်ပါတယ်။ဘာပြောချင်ပါလဲဆိုတော့ကိုက English စာကိုအခုမှစပြီးလေ့လာနေရဆိုလို့ရှိရင်ပေါ့နော်ဒီကိုကဘယ် type လဲပေါ့နော်ဘယ် type လဲဆိုတာကကိုရဲ့learning style ဘယ် type လဲဥပမာအနေနဲ့ Emily ဆိုလို့ရှိရင်ပေါ့နော် audio learner အဲ့လိုမျိုးပေါ့နော်အရင်ဆုံး learner 3မျိုးအကြောင်းရှင်းပြပါမယ်အဲ့ learner 3မျိုးပထမဆုံးအနေနဲ့ကပေါ့နော် audio learner ကပေါ့နော်နားနဲ့ကြားပြီးတော့မှပြင်မှတ်မိရဲ့ audio learner လား read learner လား write learner လားဆိုပြီးတော့3မျိုးရှိပါတယ်ဒါပေမဲ့ Emily ကတော့အဲ့ theory 3ခုလုံးကိုချိုးဖောက်လိုက်တဲ့လူတယောက်ပါဘာလို့လဲဆိုတော့ Emily ကအဲ့3ခုလုံးနဲ့စာကြိုက်ဘလို့မှမရဘူးစာလုံးလည်းမရဘူးကိုယ့်ရဲ့ဒီအုံနောက်ထဲမဝင်ဘူးပေါ့နော်အဲ့တော့ Emily ရဲ့အုံနောက်ထဲကိုစာကောင်းကောင်းကြက်ပြီးဝင်တဲ့ဟာကြတော့ပေါ့နော်ဒီ Emily တိတ်ဆိတ်တဲ့နေရာတွေမှာEmily စာကြက်လို့ရတယ်စူညင်နေတာပဲဖြစ်ဖြစ်ကိုနားမှာဖုန်းတန်ပဲဖြစ်ဖြစ်ဆိုလို့ရှိရင် Emily ဥပမာအနေနဲ့ Emily နားမှာပေါ့နော်အဲ့မျိုးတချင်းဖွင့်ပြီးကညာရေးတချင်းဆိုညာဖြစ်ဖြစ် Emily ဒီ video မှာလုံးဝ focus ထားလို့မရဘူးဖြစ်တယ်အဲ့တော့ quiet ဖြစ်နေမှာ Emily အုံနောက်ထဲကိုဝင်နေလို့ရှိရင် Emily ကတချင်းလေးဖွင့်ပြီးတော့ပေါ့နော်ကိုချိုက်တဲ့တချင်းလေးကိုဖွင့်ပြီးတော့အဲ့နားမှာထားရမယ်ထားလို့ရှိရင်ကိုကနေပြီးစာချက်နေတော့ Emily အုံနောက်ထဲကိုလုံးဝဝင်နေပေါ့နော်အဲ့တော့ Emily ကတော့ဒီ theory 3ခုလုံးချိုးဖားရပါအဲ့တော့ကိုစာချက်တဲ့နေရာဘယ်လိုပေါ့နော်စာချက်ကိုဘယ် type of learner လဲဆိုတော့ comment မှာမှန်းခဲ့ပေးပါလို့ရှိရင်တော့ type of ပေါ့နော် type of learner တရားကိုချောင်းစီပေါ့နော်ဒါပေမဲ့ Emily ရဲ့တင်ငယ်ချင်းတယောက်ကတော့ audio learner ပေါ့နော်သူကကျတော့ဒီအတန်နဲ့ကြားမှာမှတ်မိရပေါ့နော်ဆိုတော့တော့အဲ့တော့ဒီ English စာကိုစပြီးလေ့လာမယ်ဆိုလို့ရှိရင်ကိုကဘယ် type of learner လဲဆိုတော့အရင်သိဖို့အတွက် Emily ကတော့support လုပ်ချင်တယ်ပေါ့နော်ဆိုလို့ရှိရင်အခုပေါ့နော် Emily ပြောချင်တာကကိုက English စာကိုလည်းအခုမှစပြီးလေ့လာနေဒါပေမဲ့ English စာကိုတက်ရုံနဲ့ AI ကိုခိုင်းစားချင်တယ်ဥပမာအနေနဲ့ prompt ရေးတာ AI video ဖန်တီးတာဥပမာဆို TikTok မှာအခုအရန်ခေတ်စားနေတာကျတော့ဒီဘယ်လိုပြောမလဲကြောင်မလေးတွေပုံနေမြန်မာလိုပြောတာအဲ့ဒီပေါ့နော် AI video တွေကိုgenerate လုပ်ပြီးတော့ပေါ့နော် AI ခိုင်းစားပြီး TikTok ပေါ်တင်လိုက်တာလည်းကိုကပတ်စံ auto ဝင်တယ်ပေါ့နော်ဥပမာအနေနဲ့ Emily ဆိုလို့ရှိရင်အခု website တစ်ခုကိုရှာတွေ့လာပါတယ်အဲ့ website ကဘာလဲဆိုတော့ app work ပေါ့နော်အဲ့ဒါကြတော့ဒီမှတ်မဆိုလို့ရှိရင် Emily တရတော့ဆိုလို့ရှိရင်ပေါ့ Emily research လုပ်ကြည့်တာကတော့သူကတစ်လောက်ကိုပေါ့နော်260ဝင်တယ်ပေါ့နော်တစ်လောက်ဝင်260ပါဒါအောင်မှဒေါ်လာနဲ့ဝင်တာပေါ့နော်ဆိုတဲ့အတွက်ကိုကတစ်လောက်လည်းချမ်းသာပါနိုင်ပါတယ် that's why I want to recommended it ပေါ့နော် Emily က recommend လုပ်ချင်ပါတယ်ပြီးလို့ရှိရင်တော့ Emily ကဒီ AI နေကို prompt ဘယ်လိုရေးခိုင်းရလဲဆိုတာကိုနောက် video မှာရှင်းပြမယ်ပေါ့နော်အခုဒီ video ကကြတော့ English beginners တွေအတွက်ကိုပြောတာဖြစ်ပါတယ်အဲ့တော့ English beginners တွေကပေါ့နော်ကိုကငွေတက်တာနဲ့ English စာကိုပြီးဆုံးတဲ့အထိ computer နဲ့ basic grammar ဒီ English စာတွေအကုန်လုံးကိုပြီးဆုံးတဲ့အထိပေါ့နော်တက်ရောက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီပေါ့နော် Emily Education Center ဒါမှမဟုတ်ရှင် Emily Education Notepad ပေါ့နော်အဲ့ဒီကိုဆက်သွယ်ဖို့အတွက် Emily ကတော့ suggest လုပ်ချင်ပါတယ်ရှင် recommended ပေါ့နော် 100% recommended ဘာလို့လဲဆိုတော့ Emily အမှလေးလာလေအရန်ကိုကောင်းတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ Emily ကအဲ့ဒီမှာပေါ့နော် guide တောင်ဖြစ်နေပြီပေါ့နော် that's why Emily ရဲ့ဒီ Emily Notepad Center ဒါမှမဟုတ်ရှင် Emily Education Guide Center ကိုcontact လုပ်ဖို့အတွက်ပေါ့နော် Emily က recommend လုပ်ချင်ပါတယ်ပြီးလို့ရှိရင်ကြတော့ဖုန်းနံပါတ်လေးပါပြောလိုက်မယ်ပေါ့နော်0964ပေါ့နော်မြန်မာလိုပဲပြောလိုက်ပါမယ်3964544533ပေါ့နော်ဒါကိုဆက်သွယ်မြင်နိုင်ပါတယ်ပြီးလို့ရှိရင်တော့Emily ကိုတင်ထားမှာဆိုလို့ရှိရင်ဘာတင်လိုက်ဆိုလို့ရှိရင် basic grammar ကိုပေါ့နော်9000ကျပ်နဲ့တင်ပေးပြီးတော့မှဒီအခု beginner တွေအတွက်ကို Zoom ကနေပေါ့နော်3ရက် free ပေါ့နော် free 3ရက်ပေါ့နော်အရင်သိပေးပါရရှင်ပြီးလို့ရှိရင် Emily ကပေါ့နော်အဲ့လိုမျိုးညဘက်တွေအားရမနက်ပိုင်းတွေအားရပေါ့နော်အဲ့လိုအိတ်ခါကြလို့ရှိရင် Emily ကကိုယ်တင်ငယ်ချင်းနဲ့အတူတူစုအဲ့လို meeting တက်ပြီးတော့များရပေါ့နော်ဆိုတော့ဒီ subscriber တွေဖက်ကခုမှတင်ငယ်ချင်းရှိရဲကိုမှအဲ့လိုမျိုးပေါ့နော်English စာရေး grammar ကိုလေ့လာချင်တယ်ဆိုလို့ရှိရင်တော့ Emily Notepad Center ကိုပေါ့ join ဖို့ Emily ကတော့ suggest လုပ်ချင်ပါတယ်ရှင်အဲ့တော့ဒီနေ့ video ရဲ့ဒီလောက်ပါပဲအဲ့တော့video အရင်ရှိမှဆိုလို့ပေါ့နော်နောက် video မှာထပ်ပြောပြပါမယ်ရှင်အဲ့တော့ everyone bye bye